မင်းကလေးတယောက်ဟာသူမအင်္ဂါ TV ဟာအတိတ်နဲ့ပြစ်စုံပံကိုဆက်သွယ်ပေးထားမှမတော်တဆသိရှိသွားခဲ့ပါတယ်။သူမလည်းဆက်ဆုချင်တာနဲ့ TV တဲကမင်းသားရဲ့ပိုက်သားတွေကိုချက်ချင်းလမ်းကင်ကြည့်လိုက်တာတကယ်ကြီးထိတွေ့လို့ရနေတာကိုတွေ့လိုက်ရတယ်။လက်တောင်ဝင်လို့ရရင်ခေါင်းလဲဝင်လို့ရလောက်တယ်လို့တွေးပြီး TV တဲကိုသူမကောင်တိုးဝင်ကြည့်လိုက်တာပေါ့။တကယ်လည်းပဲတစ်ဖက်ကရှေးဟောင်းနန်းတော်ထဲမှာလူကောင်းကြီးတစ်လုံးရုတ်တရက်ပေါ်လာပါတော့တယ်။ဒါဟာကိုအဆုံးစီရင်ကိုလုံနေတဲ့အင်ရှေမင်းသားကိုလန့်ဖြတ်သွားစေခဲ့တာပေါ့။မင်းသားကသူမဘာလို့လဲလို့ချက်ချင်းမေးလိုက်တဲ့အခါမှာတော့မင်းကလေးကသူမဟာကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်မီမဲတပါးပါလို့မမျှော်လင့်ဖဲလိမ့်ညာဖြိုးဆိုလိုက်ပါတယ်။မင်းသားကိုအဆုံးမစီရင်ဖို့သူမိခင်ရဲ့စေခိုင်းချက်အရလာရောက်သားစီးခြင်းဖြစ်ကြောင်းနဲ့တစ်ဆက်တည်းမှာပဲသူမကိုဇနီးအဖြစ်လက်ခံယူဖို့ပါတောင်းဆိုလိုက်ပါတယ်။မင်းသားကသူဟာသူမနဲ့မထိုက်တန်ဘူးလို့ခံစားနေပေမဲ့မင်းကလေးကတော့သူ့ကိုမိန်းမလို့ပဲခေါ်ခိုင်းလိုက်ပါတယ်။မင်းသားကလီမာပိုင်းနဲ့စွာနဲ့မိန်းမလို့ခေါ်လိုက်တဲ့အခါမှာတော့မင်းကလေးဟာသဘောရီကြပြီးပျော်သွားတာပေါ့။အဲ့ဒီချိန်မှာပဲမမျှော်လင့်ပဲမိန်းမစိုးတယောက်ရောက်လာပြီးဧကရစီမင်းရဲ့အမိန့်တော်အရအင်ရှေမင်းသားကိုအခုချက်ချင်းအဆုံးစီရင်ဖို့လာရောက်အကြောက်ကွိုင်ပါတော့တယ်။ဒါပေမဲ့မင်းကလေးကတော့သူမရဲ့ခင်ပွန်းကိုဘယ်သူမှအနိုင်ကျင့်ခွင့်မပေးနိုင်ပါဘူး။သူမဟာအာကာသဟင်းလင်းပြင်တကားကိုချက်ချင်းဆွဲဖန်ပြီးလူအားလုံးရှေ့မှာကိုထင်ပြလိုက်ပါတယ်။ပြီးတော့မိန်းမစိုးကိုလည်းမိစ္ဆာကောင်လို့ဆဲဆိုလိုက်ပြီးဧကရစီရဲ့အမိန့်တော်ကိုအတူလုပ်ရဲတယ်ဆိုပြီးအဖြစ်တင်ပါတော့တယ်။မင်းကလေးရဲ့အပြောဆိုတွေအောက်မှာမိန်းမစိုးခင်ဗျာတွေးအန်ပြီးတတိလိမတက်ဖြစ်သွားရပါတယ်။စစ်သည်တွေကသူ့ကိုတွေးကူပေးထားချိန်မှာမိန်းမစိုးကမိန်းကလေးကိုလက်ညှိုးထိုးပြောဆိုပေမဲ့မင်းသားကတော့သူ့မိန်းမကိုရိုင်းဆိုင်မပြောဖို့တားမြစ်လိုက်ပါတယ်။မိန်းမစိုးကမိန်းကလေးစောစောကပြောတာတွေကိုကြားလာလို့မေးတဲ့အခါမှာတော့မင်းသားကဘာမှမကြားဘူးလို့ပြန်ပြေးလိုက်တာကြောင့်မိန်းကလေးဟာသဘောကျသွားပြန်ပါတယ်။သူတို့နှစ်ယောက်ရင်းနှီးနေတာကိုမြင်တော့မိန်းမစိုးကသူတို့တစ်ဖွဲ့ပဲလို့ကောက်ချက်ချပြီးမိန်းကလေးကိုမိတ်ဆာမလို့ပဲဇွတ်ဆွဲနေပါတော့တယ်။ဒါကိုမြင်တဲ့မိန်းကလေးကလက်သီးနဲ့ထိုးမလို့လုပ်တဲ့အခါမိန်းမစိုးကကြောက်လန့်ကြိုင်းနဲ့စစ်သူကြီးရဲ့နောက်မှာပုံပြီးမိန်းကလေးကိုနှိမ်နှင်းဖို့ခိုင်းပါတော့တယ်။ဒါပေမဲ့မိန်းကလေးကတော့တိုက်ခွဲတိုင်းမှာရဲဝံ့တိုက်ခိုက်ခဲ့တဲ့စစ်သူကြီးတယောက်အနေနဲ့ဒီလိုမိတ်ဆာကောင်ရဲ့စကားကိုနားမရောက်တဲ့ဘူးလို့ပြောလိုက်တာကြောင့်စစ်သူကြီးဟာဝေခွဲမရဖြစ်သွားပါတယ်။အဲ့ဒီနောက်မိန်းမစိုးကမင်းသားလက်ထဲကအမိန့်တော်ကိုလူယူပြီးဒါဟာဧကရစီရဲ့အမိန့်ဖြစ်တယ်လို့ပြောပြန်ပါတယ်။မင်းကလေးကတော့အရင်ဧကရစီကိုသူတို့တတ်ထဲတာဖြစ်ပြီးစစ်သူကြီးမိသားစုတစုလုံးဟာအရင်မင်းကြီးရဲ့ကျေးဇူးရရှိတာဖြစ်ချောင်းနဲ့ဖွင့်ချလိုက်ပါတယ်။စစ်သူကြီးကမိန်းမစိုးကိုချက်ချင်းစစ်မေးပေမဲ့မိန်းမစိုးကဝန်မခံတဲ့အပြင်မင်းသားကိုပါပုံကံမလို့လာလို့ပြန်မေးကုန်ထုတ်ပါတယ်။ဒါကိုမြင်တဲ့အခါမှာတော့မင်းသားကဧကရစီရဲ့လေယူလေသွင်းကိုအတူယူပြီးမိန်းမစိုးကိုဖမ်းဆီးခေါ်ဆောင်သွားဖို့အမိန့်တော်ပေးလိုက်ပါတော့တယ်။